ကျမအမေကသူ့မှာရှိတဲ့တခုတည်းသောစားစရာကိုကြောက်ရွံ့တာကိုကျွေးလိုက်တယ်နောက်တစ်စက္ကန့်မှာပဲကြောက်ရွံ့ရဲ့မျက်နှာပေါ်ကနေနေရည်တွေစီးကျလာခဲ့တယ်ပြီးတော့သူကလက်ကူမြောက်ပြီးကျမအမေရဲ့နဖူးကိုတို့ထိလိုက်တယ်အဲ့ဒီလိုကောင်းချီးပေးပြီးတဲ့နောက်ကျမအမေဟာနှစ်အနည်းငယ်အတွင်းမှာတည်းဘီယန်နာတယောက်ဖြစ်လာခဲ့တယ်ဒါပေမဲ့သမီးဖြစ်တဲ့ကျမကတော့အဲ့ဒီအကြောင်းကိုဘာမှမသိခဲ့ဘူးကျမရဲ့ရေးစားဖြစ်သူရဲ့သမီးနေ့အတွက်တစ်ပတ်စာခေါက်ဆွဲ6ပတ်စံတွေကိုစုပြီးသူ့ကိုကြော်ရွှေ့ဆန်းကြတဲ့စားတောက်ဆိုင်ကြီးစီခေါ်သွားခဲ့တဲ့နေ့ဖြစ်ပေါ့အကြာကြီးစောင့်လိုက်ရလားဒီနေ့ကားနဲ့ပိတ်နေလို့ဒီလိုငါစတားဟိုတယ်မျိုးလားငါကတော့ဒီကိုအငင်းလာနေကြနေ့အတွက်တော့ဒါပထမဆုံးအချိန်လားငါနေ့အတွက်ဝင်းနေလက်ဆောင်ပြလာတယ်ဒါနေ့မှရှိတဲ့အကောင်းဆုံးအဝိစားဖြစ်ရမယ်ဟုတ်တယ်မလားပြီးတော့ပြီးခဲ့တဲ့နေ့ကရှော့စင်းနဲ့ဝယ်ထားတာလေအာယနာနေပြောတဲ့မိန်းကလေးလားနေ့အချက်ကတကယ်ပဲတင်းကောင်းလာပါလားထုံချန်ငါတို့လမ်းကွဲကြစုရွှေရွှေနဲ့ဘဝကမှမပိုင်ဆိုင်တဲ့ဘဝမျိုးမဒါတွေတင်းခဲ့ရမလားရှင်ကျမဒါတွေယူသွားတော့မယ်နော်ပြောတာကြားလားငါကတင်းခိုက်လို့လားကျမဘို့ဘာလို့អော်နေရလဲအပေခံခဲ့ရရင်လေတခြားလူတွေကိုလာပြီးဒေါသမပုံနဲ့ရုပ်ခုကပတ်စံမရှိတဲ့ပုံစံသူမင်းကိုပြစ်သွားတာမဆမ်းပါဘူးနင်တို့ရဲ့စမ်းပြတဲ့စားတောက်ဆိုင်ကြီးလဲတွားတည်လိုက်တော့တုံချုံကြီးလာပြီးသူမကိုစောင့်ကြည့်ထားထပ်မပြေးစေနဲ့ကြော်ကြည့်ပြီး2000မိတောင်းမှန်ပါတယ်သမီးစပွဲကိုမှောက်လန့်ဖြစ်လိုက်ပြီလေ2000ဆိုတာနည်းတဲ့ပမာဏမဟုတ်ဘူးကျမတို့မိသားစုကပြီးနိုင်မှာမဟုတ်တော့ဘူးသမီးဒီနေ့စိတ်မကောင်းဖြစ်နေရပဲသမီးမတရားအနိုင်ကျင့်ခံခဲ့ရတာလူငယ်ငါကကက်စီရှုံမှုအတွက်တစ်ဆက်စပေးဖို့အဆင်တင်တယ်နေ့တစ်ခေတ်ကိုတွားခေါ်ခဲ့ခင်ဗျားကပြီးနိုင်လို့လားဒါဘလို့နေရာမျိုးလဲဆိုတာပေါ့ခင်ဗျားသိရလားတစ်ခေတ်ဒါကကျွန်တော်တို့စားတောက်ဆိုင်ကိုဖြည့်ဆည်းခဲ့တဲ့လူနှစ်ယောက်ပါမိရဲ့စီမံခန့်ခွဲမှုဆွဲရည်ကတော်တော်လေးတာမန်ကရှန်ကဖြစ်နေပုံပဲငါသမီးရဲ့အကျင့်ကိုငါသိတယ်သူမကအကြောင်းရင်းမရှိပဲပစ္စည်းတွေကိုရှော့ခက်စီမဲ့လူစားမျိုးမဟုတ်ဘူးတယောက်ကသူမကိုအကန့်အသတ်ကြော်အောင်တွန်းပိုးလိုက်လို့ပဲဖြစ်ရမယ်တောင်းမှန်ပါတယ်တစ်ခေတ်ငါသမီးကဘယ်လောက်ကြော်ရမယ်လို့ပြောလိုက်တာလဲတခြားကိစ္စမရှိရင်ငါသမီးစိတ်ပြေသွားပြီလားလို့တွားမိလိုက်တော့မပြေရသေးရဲ့ဆက်ပြီးဖြည့်ဆည်းခိုင်းလိုက်ပြေသွားပြီဆိုရင်တော့ဒါတွေကိုရှင်းနေမှုလို့ခေါ်လိုက်တခင်မလေးဒါတခင်မလေးအပေါ်မှာပဲမြည်ပြပါတယ်အခုထိဖုံးကွယ်ထားလို့မလားအမေကတကယ်တော့တတိကြီးလားကျမအမေကစက်တုံကြီးကပင်တဲ့အတွက်နဲ့ဈေးစစ်တဲ့အမေကလေယူတုတ်ကမလေးဒီဟိုတယ်ကအစတည်းကငါတို့ပိုင်တာဖြည့်ဆည်းချင်တာမှန်တယ်များအကုန်ဖြည့်ဆည်းစမ်းပိုင်းဟောဟိုတယ်လုံမြို့လိုရဲ့အဆင့်မြင့်ဆုံးဟိုတယ်ကြီးကျမအရင်ကအဝေးကနေပဲညီမခဲ့ရတဲ့ဟိုတယ်ကတကယ်တော့ကျမတို့မိသားစုရဲ့စီးပွားရေးဖြစ်နေတာပဲကဲပါယူတုတ်ကမလေးအရင်ကသမီးကိုမပြောခဲ့တာကသမီးငယ်သေးတယ်လို့ထင်လို့ပါအခုတော့အမှန်တရားကိုပြောပြရမယ့်အချိန်ရောက်ပြီကျမအမေကကျမအပေါ်ဘလောက်တောင်ရတွေကိုဖိုးဝဲထားခဲ့တာလေအိမ်မှာသမီးဒီလောက်မမတ်ထိုင်နေတာတခါမှမနေဘူးအခုငါကဘာလို့လဲဆိုတာသိသွားတော့စိတ်လှုပ်ရှားနေတာကသမီးဖေနဲ့ငါကမနဲ့ပြန်နိုင်ငံခြားသွားကြတော့မယ်သမီးလည်းပွဲရတော့မှာဆိုတော့လူမိသားစုရဲ့စီးပွားရေးလုပ်ငန်းအားလုံးကိုသမီးစီကြွတောင်းပေးခဲ့မယ်အခုကြည့်ချင်ကျမသမီးကိုရှေ့စီအပ်ခဲ့မယ်နော်သူမကိုလုပ်ငန်းတွေနဲ့ရင်းနှီးအောင်ကူညီပေးပါတခင်မလေးနဲ့အတူတူအလုပ်လုပ်ရဖို့ညှို့နေနေပါတယ်တခင်မလေးရဲ့အခုလက်ရှိဆက်ဆောင်ရင်းနဲ့ဆိုရင်အဲ့ဒီထဲကပတ်စံတွေကိုဘယ်လိုမှကောင်းအောင်သုံးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့မှတ်ထားပါအဆန်ကိုအရေးကြီးတဲ့နေရာမှာပဲသုံးပါအရေးကြီးတဲ့နေရာဆိုတာဘာလို့ဆိုလို့ရလဲအမေသမီးမတရားအနိုင်ကျင့်ခံရတဲ့အခါသမီးရဲ့တငယ်ချင်းတွေသမီးကိုလိုအပ်နေတဲ့အခါပြီးတော့သမီးရဲ့ရန်သူတွေကိုစီကံတမတ်ပေးရမယ့်အချိန်မျိုးမှာပေါ့နားလေလားထုံချမ်းငါတို့ပွဲမရခင်အတူတူရှောက်ရဖို့သဘောတူထားတယ်လေငါတို့လမ်းဟောင်းမှာအပြင်ဘက်မှာစောင့်နေကြတယ်နင်ငယ်လားကောင်းပြီသမီးတငယ်ချင်းတွေနဲ့တွားပြောလိုက်ဦးသမီးကိုတာဝန်တစ်ခုပေးမယ်အရင်ဆုံးတန်းကောင်အောင်တုံးခဲ့အဆန်အောင်ဘလို့တုံးရမယ်မသိဘူးလို့တော့ငါ့ကိုလာမပြောနဲ့ဒါအိမ်မဟုတ်ပါဘူးနော် sorry နင်နောက်ကျနေရတာရပါတယ်ဒါပဲဖြစ်ဖြစ်ဒါနောက်ဆုံးဝိုင်းမဲ့ဥစ္စာဒါနဲ့ငါဒါပဲယူလာခဲ့တယ်နောက်မှာပါကဲဒါထုံးရဲ့သမီးပြိုတွေမဟုတ်ပါလားလီယန်နဲ့လမ်းခွဲပြီးဒီကိုဝဲနဲ့ပက်လက်နဲ့အရက်လာတောင်းနေတာလားလီယန်နာနိရှိကဒီလိုဈေးပေါ်ရဲ့ PR တွေကိုမြင်ရင်ပူပြီးတော့တောင်းရဲဦးမှာသူနေကိုမလို့ချင်တာမဆမ်းပါဘူးငါတိစားတာနင်နဲ့ပါဆိုင်လို့လေမင်းကလေးတို့နောက်ကြရင်ငါတို့ဝိုင်းစီလာပြီးတော့ပါဦးလားနောက်မှာအဖွဲတစ်တွေရောက်နေလို့ဒါထက်ပူပြောဖို့ကောင်းမယ်လာပါငါတို့တန့်စင်နဲ့သွားကြစို့သူတို့ဘယ်လိုလုပ်အဲ့လိုလုပ်နိုင်ရတာလဲအဆက်မရှိရင်အပြင်ထွက်ပြီးပါတီမလုပ်နဲ့လေဘာမှစောတာဒီလိုပုံစံမဟုတ်ဘူးဟာနင်ပြောတာမှန်တယ်စောတာဒီလိုပုံစံမဟုတ်ဘူးဝန်ထမ်းမဘာများအလုပ်ရှိပါတလဲရှင်ကျမတို့အလဲကဘက်စပွဲကိုဖြစ်နေပါဟာသူမပြောတာဘူးမနာထောင်နဲ့သူမပေးနိုင်ပါဘူးသူမရှိမှပတ်ဆက်တစ်ထောင်တောင်ရှိတာမဟုတ်ဘူးနင်ယူနေတာလားအဲ့ဒီစပွဲကအနည်းဆုံးဒေါ်လာ15000ကျပ်တင်မှာကိုနင်သိရလားမကျမတို့စီမှာ Space အတိအကျအပလင်းကစိတ်ကြမှာတည်းရဲ့ရှင်အားလုံးပေါင်းရင်တန်းကျတင်မှာပါစိတ်မပူပါနဲ့အကုန်လုံးဒါယူလာခဲ့ပါရွချီခိုင်ခါကြနော်ထုံးတခင်မလေးနဲ့တွေ့ရတာကုန်ယူလာတယ်ဒီခွက်ကတခင်မလေးတော့ပါထုံးချမ်းငါတို့စောတဲ့တန့်စင်ကျန်းထဲမှာရှိနေတာနင်ငါတို့ကိုဘာလို့မခေါ်ရလဲနင်တို့ကိုဘသူကဒီကိုလာခိုင်းလို့လဲငါတို့အားလုံးအတူတူအပြင်ထွက်လာကြတာပဲသူတို့ကိုဒီဘက်လာခိုင်းလိုက်ပါဒါလည်းဖြစ်ဖြစ်ငါတို့ကအတန်းဖော်ရတဲ့ဥစ္စာတောင်းပြီမင်းကလေးတို့ဒီညတော့ YouTube ဆရာပဲ Space တပလင်းနားဆက်တောင်းလာပလင်းတိုင်းကိုတပလင်းချင်းစီဖွင့်လိုက်စမ်းအကုန်လုံးကိုဖွင့်လိုက်အပလင်း90လုံးတော့မငါစကားတင်နေလို့လားအကုန်လုံးကိုဖွင့်ပြလိုက်ဘုံမြတ်စွာဖေဟာဒါတကယ်အံ့ဩစရာပဲအမထုံကျမအရင်ကမိုင်းမဲခဲ့မိပါတယ်ကျေးဇူးပြုပြီးစိတ်ခဲမထားပါနဲ့နော်ထုံချမ်းကျေးဇူးတင်ပါတယ်